ကျွန်တော်ကမင်းကမြန်မာနိုင်ငံသားဖြစ်တော့ပေါ်တော်ဂီနိုင်ငံသားကိုဘာလို့အိုက်ရောထားတာလဲဆိုတော့ကျွန်တော်နိုင်ငံဆွဲနဲ့ထားတာမဟုတ်သူ့ရဲ့ကြိုးစားအားထုတ်မှုသူ့ရဲ့ခံပြင်းစိတ်တွေသူ့ရဲ့အောင်မြင်မှုစားလုံးနဲ့စိတ်တွေကျွန်တော်ကမျက်နှာတန်ဖို့ထားတယ်သူ့လိုဖြစ်ချင်တာကျွန်တော်ဟုတ်တယ်ကဘာမှာ6ကြိမ်နော်ကဘာဖလားမှာပေါ့6ကြိမ်ဇက်တိုက်ပေါ့နော်ဂိုးသွင်းနိုင်တာကဘာမှာကျွန်တော်အိုက်ခေါ်ရွေးရှိတယ်ရိုနယ်ဒိုပဲရှိတယ်ကဘာမှာ6ကြိမ်ဇက်တိုက်ကဘာဖလားကိုဂိုးသွင်းနိုင်တာရိုနယ်ဒိုပဲရှိတယ်အဲ့တော့ရိုနယ်ဒိုကြီးကိုချစ်တယ်ကျွန်တော်သူ့အားပေးတယ်ပြီးခဲ့တဲ့ပွဲမှာသူ့ဘောလုံးပေးကန်နေမရှိတဲ့ပွဲလေးကြီးကကျွန်တော်စိတ်မကောင်းဘူးကျွန်တော်ရှင်ထဲမှာမကောင်းဘူးကျွန်တော်ကိုယ်တိုင်ဝေကန်နေရတယ်လို့ကျွန်တော်ခံစားနေရတယ်ရိုနယ်ဒိုဖန်နေလဲကျွန်တော်လိုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ရိုနယ်ဒိုအရန်ချစ်တယ်ဗျာကျွန်တော်ကိုကြီးတရားလို့ကျွန်တော်ချစ်တယ်အကိုကြီးရိုနယ်ဒိုကဘာဖလားမှာဘာလို့ကိုတင်ကဘာဖလားရပါစီလို့ကျွန်တော်စိတ်ထဲမှာခံခံပြင်းပြင်းနဲ့ပြင်းပြင်းထန်ထန်ဆူတောင်းနေတယ်ဟုတ်ကဲ့ကျွန်တော်ကဒီဖုန်းထဲရပဲကြည့်ဖြစ်တယ်အဲ့မှာတစင်းစကားနဲ့ကျွန်တော်ကြည့်ဖြစ်တော့သူ့ဘောလုံးမပြေဘူးနော်အဲ့ပွဲမှာသူ့ဘောလုံးရရှိခြင်းနေတယ်ဘောလုံးကိုသူအသက်ကြီးနေပြီသူ့ဘေးရဲ့ဆုံးသက်တွေမသေးတာမှဆိုးတဲ့ဆိုတဲ့တန်တရားတွေနဲ့မပေးတာလည်းပြည့်နိုင်တယ်ရိုနယ်ဒိုကြီးကိုဘောလုံးပေးပါသူဆုံးသက်သေးကြအောင်လုပ်နိုင်တယ်ကျွန်တော်ယုံကြည်တယ်ပေါ်တူဂီပဲကျွန်တော်အိုင်ရောယူရိုနယ်ဒိုပါတယ်ပေါ်တူဂီပဲမတီအောင်ကတော့အိုင်ရောကရိုနယ်ဒိုပဲ2ယောက်မရှိဘူးကဘာမှာကျွန်တော်မတီအောင်အောင်ခမ်းမရဲ့အိုင်ရောဒီရိုနယ်ဒိုတယောက်ပဲရှိတယ်2ယောက်မရှိဘူးရိုနယ်ဒိုတယောက်ပဲရှိတယ်ရိုနယ်ဒိုတယောက်ပဲရှိတယ်ကျွန်တော်ရဲ့အိုင်ရောကသူကဘာအကောင်ဆုံးလို့ကျွန်တော်မျက်စိထဲမှာလည်းမြင်တယ်ကဘာမှာသူကတူတီတော့ဂုတ်ပဲအားကစားမှာဟုတ်ကဲ့ရိုနယ်ဒိုရဲ့ဖန်တွေအားလုံးရိုနယ်ဒိုရုပ်ဝင်အားပေးပါကျွန်တော်ချစ်တယ်လို့ချစ်ပေးပါကျွန်တော်ကိုကြီးကိုအားပေးပါလို့ကျွန်တော်လည်းသူ့ရဲ့စိတ်ဓာတ်တွေသူ့ရဲ့ပုံစံတွေနဲ့ကျွန်တော်လုံးဝစီစဉ်နေတယ်ကျွန်တော်အမြင့်တန်ကြိုးစားနေတယ်ကျွန်တော်လုံးဖို့ပြိုင်ဘက်တွေကျွန်တော်မနာလို့တဲ့ခေါင်းတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဝမ်းရှုံအမြင့်တန်ကြိုးစား